တွေ့ရတန်တော့ပါနော်ဘာချက်ဖုန်းတွေထဲမှာဆိုလို့ရှိရင်ရောင်ကအကောင်းဆုံးတွေကနေပါဝင်နေတဲ့ Infinix ကနေထုတ်ပေးလိုက်တဲ့ Infinix Hot 80လေးကိုဒီနေ့အပေါင်းစီးလုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့စလိုက်ရအောင်တော့ဟုတ်တယ်မှာဒီမတော့ပဲကာဘာကနေကောင်းတာဆီလီကွန်ကာဘာရဲ့လို့ပြောပြအပျော်လေးမဟုတ်ဘူးညာဒီမှာလားနောက်ကအကြည်လေးနဲ့ဖုန်းရဲ့ဒီဇိုင်းကိုလည်းပေါ်လွန်စင်မဲ့ဘယ်လိုပြောကြည့်လို့အဆင်ပြေတယ်ဗျာပြောချင်တာလေလုံးနေကြပုံစံမဟုတ်တာမျိုးပြောချင်တယ်ပြောချင်တာโอเคတက်ဆီကေဘယ်လေးချက်ပါတယ်45 watt ချိန်အောင်ပါဟုတ်ပြီကြာရတော့မအောင်ကျောင်းတော့ဒီဇိုင်းလေးကတော့တာကဲသူ့ရဲ့ကာဗာလေးနဲ့ဆိုချင်းနေတယ်โอเคဒီပုံစံလေးဖြစ်တော့မယ်မဆိုင်ဒီဘိုင်းလေးတော့ဒီကောင်းတော့ဒီကင်မရာကိုတော့တွားပြကြတော့ကာကွယ်ရတော့ရပြီလားတွေ့ရတန်တော့ပါနော်ဒါအောက်က speaker ပိတ်ထားတယ်ဒါက voice speaker ပိတ်ထားတယ်ဒါတော့သူ့ရဲ့ speaker တန်တော်လေးပေါ့နော်ဆိုတော့သူ့ရဲ့ brightness မှာဆိုလို့ရှိရင်တော့ဒီလိုလာမယ်ဒါကအဆုံးထိတင်ထားတာဖြစ်ပါတယ်ဆိုတော့ဒီကောင်တော့တဝက်လောက်ထားရတယ်โอเคကဲအမောင်စီဗီဒီယိုလေးကိုတော့ဒီလောက်နဲ့ပဲအဆုံးသတ်ခွင့်ပြုပါနောက်ထပ်လည်းဒီကောင်လေးနဲ့ပတ်သက်ပြီးတော့ကျတော့ဘာတွေထပ်ပြီးတော့ကျတော့စမ်းပြစေချင်သေးတယ်ဆိုတာကိုကျွန်တော်ရဲ့ဒီအောက်က comment လေးမှာလာပြီးကျတော့ခိုင်းသွားလို့ရတယ်ပေါ့နော်တကယ်လို့ကျွန်တော်အဆင်ပြေတယ်ဆိုလို့ရှိရင်တော့အမြန်ဆုံးလုပ်ပေးပါမယ်တကယ်လို့တခြားစမ်းပြလို့မရသေးတဲ့ဥပမာကျွန်တော်တခြားအရာတွေစမ်းပြစရာများရှိနေခဲ့အလုပ်ရှုပ်နေခဲ့ရင်တော့ကျွန်တော်သိခံခွင့်လုပ်ပေးပါလို့ကျွန်တော်ဒီနေရာနေပြီးတော့ကြိုပြီးတော့ကျွန်တော်တောင်းပန်ပါတယ်အတက်နိုင်ဆိုတော့ကျွန်တော်ခိုင်းတာလေးတွေကိုရအောင်လုပ်ပေးပါမယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ကြော်ကြီးပါနောက်ဗီဒီယိုမှာပဲပြန်ပြီးတော့တွေ့ကြတော့